ခါဘေးရဲ့ပွဲတွေကပြင်းစရာကောင်းလို့ကြည်တောင်မကြည့်ပြဘူးလို့ဒက်ဆော်လိုက်ပြန်တဲ့တိုပိုရီယာ UFC ရဲ့လက်ရှိဘရင်အီလီယာတိုပိုရီယာနဲ့ကနွေဖိုင်တာခါဘေးဒါကနီးစနစ်ချင်းအားပြိုင်မှုလားဒါမှမဟုတ်ကိနခိရဲ့အယူဆကွဲလွဲမှုလားတိုပိုရီယာရဲ့ဒေတိုဝေဖန်ချက်ကတော့ MMA ပရိသတ်တွေကိုအတော်လေးလှုပ်ခတ်သွားစေခဲ့တာပါပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာလက်ဝဲ Supreme ကတင်ဆက်နေပါတယ်အခုတစ်ခေါက်မှာတော့ UFC Featherweight Champion အီလီယာတိုပိုရီယာကကနွေဖိုင်တာကြီးခါဘေးပေါ်မှာပုံပွင့်နေဝေဖန်လိုက်တဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါတိုပိုရီယာကခါဘေးရဲ့ကစားဟန်ဟာပြင်းစရာကောင်းတယ်လို့ထည့်ပြောလိုက်တာကပရိသတ်ဒီကြားမှာဒေါ်လေးကရက်ထနေပါသည်ဒိုဘရီယာကအခုခေတ်သစ် MMA ရဲ့ပုံစံတိုင်းလီမန်နဲ့လက်တီးချက်တွေလဲထိုးနိုင်စွမ်းတွေကိုအသားပေးတဲ့ fighter တူဖြစ်ပါတယ်သူ့အမြင်မှာခါဘေးရဲ့ကစားဟန်ဖြစ်တဲ့ပြိုင်ဘက်ကိုလှဲသိပ်ပြီးတော့တပွဲလုံးဖိထားတဲ့နီလန်ကဖြောပြမှုရတာအားဖြင့်အားနည်းလို့ယူဆနေတာဖြစ်ပါတယ်ဒိုဘရီယာကခါဘေးရဲ့နောက်ဆုံးနှစ်ပွဲကိုပဲဆွဲဆောင်မှုရှိတယ်လို့ပြောသွားခဲ့ပါတယ်ဒါကဘာကြောင့်လဲဆိုတော့ဒီပွဲဒီမှာခါဘေးကတိုက်စစ်ပိုစံလာတာအချီမပြည့်ခင်အဆုံးတက်ပြနိုင်တာကြောင့်ဖြစ်ပါတယ်ကျန်တဲ့ပွဲတွေမှာတော့ခါဘေးကပြိုင်ဘက်ကိုမြေပြင်မှာပဲအချိန်ကြာကြီးထိန်းချုပ်ထားလေးရှိတာကြောင့်ပွဲကြီးရတာပြောဖို့မကောင်းဘူးလို့ဒိုဘရီယာကထဲဖြုတ်လိုက်တာဖြစ်ပါတယ်ဒီနေရာမှာညင်ပွားစရာတစ်ခုရှိလာပါတယ်ခါဘေးရဲ့ပရိသတ်တွေကတော့ခါဘေးရဲ့ grappling ကအနုပညာတစ်ခုဖြစ်ပြီးတော့ပြိုင်ဘက်ကဘယ်လိုမှပြန်မယုံနိုင်အောင်လုပ်နိုင်တာကပြည့်ပြည့်စုံတဲ့နီးစနစ်လို့ယူဆကြပါတယ်ဒါပေမဲ့ဒိုဘရီယာလို fighter မျိုးကတော့ပရိသတ်တွေလိုချင်တာကသွေးစွန်းတဲ့လက်တီးချင်းဖလှယ်မှုနဲ့ရင်ခုန်စရာအလဲထိုးခွက်တွေလို့ယုံကြည်နေတာပါညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ